Joshua Van ကတစ်ချိန်မှာ flyweight champion ဖြစ်မယ်လို့ Well Maker ဘာကြောင့်ဟောကိန်းထုတ်ခဲ့တာလဲပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ Reddit ပဲ Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် UFC ရဲ့ Bantamweight တန်းမှာပါဝင်ရှင်ပြိုင်နေတဲ့ Michael Well Maker ကချင်းလေး Van ဟာအနာဂတ်မှာ UFC ချန်ပီယံဖြစ်လာနိုင်တယ်ဆိုပြီးဟောကိန်းထုတ်ပြောဆိုလိုက်တာတွေ့ရပါတယ် Well Maker က UFC Bantamweight တန်းမှာထွန်းပေါ်လာတဲ့ fighter တစ်ယောက်ဖြစ်ပြီး Van ကတော့ flyweight တန်းမှာအဆင့် 10 နေရာမှာရှိနေတဲ့မြန်မာ fighter တစ်ယောက်ပါWell Maker ရဲ့ဒီဟောကိန်းထုတ်မှုဟာ Van ရဲ့စွမ်းရည်အလားအလာနဲ့ flyweight တန်းရဲ့ပြိုင်ဆိုင်မှုအခြေအနေတွေကိုထည့်သွင်းစဉ်းစားထားပုံရပါတယ်။ Van ကအသက် 23 နှစ်သာရှိသေးပြီး UFC flyweight တန်းမှာအဆင့် 10 နေရာကိုရောက်ရှိထားပါတယ်။သူ့ရဲ့ငယ်ရွယ်တဲ့အသက်နဲ့လျင်မြန်စွာတိုးတက်လာမှုကသူ့ကိုအနာဂတ်မှာထိပ်တန်း fighter တစ်ယောက်ဖြစ်လာနိုင်တဲ့အလားအလာရှိသူဖြစ်ပြသနေပါတယ်။ Well Maker ကိုယ်တိုင် UFC Atlanta မှာ Chris Moutinho ကိုပထမချီမှာ knockout နိုင်ရရှိခဲ့ပြီးဒေါ်လာ 5000 ဘောနဲ့ဆုကြေးရရှိခဲ့သူဖြစ်တာကြောင့်သူလည်းအလားအလာရှိတဲ့ fighter တစ်ယောက်အနေနဲ့ Van ရဲ့စွမ်းရည်ကိုအသိအမှတ်ပြုခဲ့တာဖြစ်နိုင်ပါတယ်။ Van ဟာ UFC မှာ 2023 ဇွန်မှာပွဲဥထွက်ကစားကလေးက9ပွဲနိုင်တပွဲရှုံးဆိုတဲ့စွမ်းဆောင်ရည်နဲ့ fighter 8 ယောက်ကိုရင်ဆိုင်ခဲ့ပြီးသူ့ရဲ့တိုက်စစ်ဆင်နိုင်မှု striking နဲ့ပွဲအတွက်ခံနိုင်ရည်ကထင်ရှားပါတယ်။ Well Maker က Van ရဲ့ဒီလိုမျိုးငယ်ရွယ်ပြီးတက်ကြွတဲ့စွမ်းရည်ကိုမြင်ပြီးချန်ပီယံဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့တာဖြစ်နိုင်ပါတယ်။ Van ဟာ striking ပိုင်းမှာထူးချွန်ပြီးပွဲတစ်ပွဲမှာပြင်းပြ significant strike 8.2 ချက်ထိထိုးနိုင်တယ်ဆိုတဲ့ UFC စံချိန်ကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့ body attack နဲ့ထိုးကျတဲ့တိုက်စစ်ပုံစံကို fighter ဟောင်း Peter Yan နဲ့နှိုင်းယှဉ်ပြောဆိုကြပါတယ်။ Well Maker က Bantamweight တန်းမှာတိုက်စစ်ဆင်ကစားတတ်တဲ့ fighter တစ်ယောက်ဖြစ်တာကြောင့် Van ရဲ့ထင်ရှားတဲ့ striking စွမ်းရည်ကိုသဘောကျပြီးချန်ပီယံဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့တာဖြစ်နိုင်ပါတယ်။ flyweight တန်းမှာလက်ရှိချန်ပီယံ Pantoja ပါဝင်ထိပ်တန်း fighter တွေဟာ striking နဲ့ grappling ပေါင်းစပ်နိုင်မှုမှာသန်မာကြပါတယ်။ Van ရဲ့တိကျတဲ့ striking ပိုင်းကသူ့ကိုဒီလိုပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်နိုင်တဲ့အခွင့်အလမ်းလည်းပေးနိုင်ပါတယ်။ Well Maker က Van ရဲ့ဒီအားသာချက်ကိုချန်ပီယံဖြစ်ဖို့အဓိကသော့ချက်ဖြစ်မြင်ခဲ့တာဖြစ်နိုင်ပါတယ်။ Van ဟာ UFC မှာပွဲထွက်ပြီး2နှစ်အတွင်း8ပွဲထွက်ခဲ့ပြီး1နှစ်အတွင်း6ပွဲထွက်နိုင်တဲ့စံချိန်နဲ့ UFC သမိုင်းမှာတက်ကြွမှုအများဆုံး fighter တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီလိုမကြာခဏပွဲထွက်နိုင်မှုကသူ့ရဲ့အတွေ့အကြုံတွေလျင်မြန်စွာစုဆောင်းစေနိုင်ပြီးပွဲတိုင်းမှာတိုးတက်မှုကိုပြသနိုင်ခဲ့ပါတယ်။ဥပမာ Cody Turner နဲ့ Su Yao တို့ကိုနိုင်ခဲ့တဲ့ပွဲတွေက Van ရဲ့တိုးတက်မှုကိုသက်သေပြနေပါတယ်။ Well Maker က Van ရဲ့ဒီလိုတက်ကြွမှုနဲ့ပွဲတိုင်းမှာသင်ယူပြီးတိုးတက်လာတဲ့သဘောကိုသဘောကျခဲ့တာဖြစ်ပါတယ်။ UFC မှာချန်ပီယံဖြစ်ဖို့အတွေ့အကြုံနဲ့လက်ရောညီထွေဖြစ်နိုင်မှုကအရေးကြီးပါတယ်။ Van ရဲ့ဒီအချက်တွေကသူ့ကိုချန်ပီယံဖြစ်နိုင်တဲ့ fighter တစ်ယောက်ဖြစ် Well Maker ကမြင်ခဲ့တာဖြစ်နိုင်ပါတယ်။ Van ဟာ UFC 317 မှာအဆင့် 1 နေရာက Brandon Royval နဲ့ရင်ဆိုင်ဖို့စီစဉ်ထားပါတယ်။ဒီပွဲက Van အတွက်အဆင့်မြင့်ပြိုင်ဘက်တစ်ယောက်နဲ့ရင်ဆိုင်ရမယ့်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီးအနိုင်ရရင်ချန်ပီယံကပတ်အတွက်အခွင့်အလမ်းနီးစပ်လာပါမယ်။ Well Maker က Van ရဲ့ဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေတာကိုမြင်ခဲ့ရပြီးသူ့ရဲ့အလားအလာကိုယုံကြည်ခဲ့တာဖြစ်နိုင်ပါတယ်။ Royval ဟာ Pantoja နဲ့2 ကြိမ်ရင်ဆိုင်ဖူးသူဖြစ်ပြီးသူ့ကိုနိုင်ရမယ်ဆိုရင် Van ရဲ့အဆင့်ကိုသိသိသာသာမြင့်တင်ပေးပါမယ်။ Royval ကိုနိုင်ရရင် Van ဟာ flyweight တန်းအဆင့်သတ်မှတ်ချက်မှာထိပ်ဆုံး 3 နေရာထဲဝင်လာနိုင်ပြီးချန်ပီယံ Pantoja နဲ့ရင်ဆိုင်ခွင့်ရဖို့အလွန်နီးစပ်လာပါမယ်။ Well Maker က Van ရဲ့ဒီလိုအခွင့်အလမ်းတွေကိုအသုံးချနိုင်မယ်လို့ယုံကြည်တာဖြစ်နိုင်ပါတယ်။ Van ဟာ UFC သမိုင်းမှာပထမဦးဆုံးမြန်မာ fighter ဖြစ်ပြီးသူ့ရဲ့နောက်ခံဇာတ်လမ်းကပရိသတ်တွေကိုဆွဲဆောင်နိုင်ပါတယ်။သူ့မိသားစုဟာမြန်မာနိုင်ငံကနေမလေးရှားကိုပြောင်းရွှေ့ခဲ့ပြီးအသက် 12 နှစ်မှာအမေရိကန်ပြည်ထောင်စုကိုရောက်ရှိခဲ့ပါတယ်။ဒီလိုခက်ခဲတဲ့နောက်ခံဇာတ်လမ်းက Van ရဲ့စိတ်ဓာတ်ပိုင်းခွန်အားကိုပြသပါတယ်။ Well Maker က Van ရဲ့ဒီလိုစိတ်ဓာတ်ပိုင်းဆိုင်ရာသန်မာမှုကိုချန်ပီယံဖြစ်ဖို့အရေးကြီးတဲ့အချက်တစ်ခုအဖြစ်မြင်ခဲ့တာဖြစ်နိုင်ပါတယ်။ UFC မှာချန်ပီယံဖြစ်ဖို့နေ့စဉ်ပိုင်းသာမကစိတ်ဓာတ်ပိုင်းဆိုင်ရာခံနိုင်ရည်နဲ့ဖိအားကိုကိုင်တွယ်နိုင်မှုလည်းလိုအပ်ပါတယ်။ Van ရဲ့နောက်ခံဇာတ်လမ်းကသူ့မှာဒီလိုစိတ်ဓာတ်ရှိတာကိုသက်သေပြနေပါတယ်။ Van ဟာ UFC ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းဘယ်လောက်ရှိမလဲ။ Van ဟာ 23 နှစ်သာရှိသေးပြီးပွဲတိုင်းမှာတိုးတက်မှုကိုပြသလို့နေပါတယ်။သူ့ရဲ့တက်ကြွမှုကအတွေ့အကြုံတွေကိုလျင်မြန်စွာစုဆောင်းစေနိုင်ပါတယ်။ UFC 317 မှာ Royval ကိုနိုင်ရရင် Van ဟာချန်ပီယံကပတ်အတွက်တိုက်ရိုက်အခွင့်အလမ်းရလာနိုင်ပါတယ်။ Royval ဟာ Pantoja နဲ့2 ကြိမ်ရင်ဆိုင်ဖူးသူဖြစ်ပြီးသူ့ကိုနိုင်ရမယ်ဆိုရင် Van ရဲ့အဆင့်ကိုသိသိသာသာမြင့်တင်ပေးပါမယ်။ Van ရဲ့မြန်မာနောက်ခံနဲ့သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းက UFC မှာသူ့ကိုထင်ရှားစေပြီးပရိသတ်အားပေးမှုကသူ့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးပါမယ်။ဒါကြောင့် flyweight တန်းရဲ့ပြိုင်ဆိုင်မှုပြင်းထန်မှု Van ရဲ့ grappling ပိုင်းအားနည်းမှုနဲ့ထိပ်တန်း fighter တွေရဲ့စွမ်းရည်တွေကိုထည့်သွင်းစဉ်းစားရင် Van ဟာ2028 ခုနှစ်လောက်မှာချန်ပီယံဖြစ်နိုင်ခြေဟာ 25 ရာခိုင်နှုန်းလောက်ရှိပါတယ်။ဒါက flyweight တန်းရဲ့ပြိုင်ဘက်တွေရဲ့အဆင့်မြင့်စွမ်းရည်နဲ့ Van ရဲ့လက်ရှိအားနည်းချက်တွေကိုအခြေခံထားပြီးသုံးသပ်ထားတာဖြစ်ပါတယ်။အချုပ်ပြောရရင် Well Maker ရဲ့ Van ဟာ UFC flyweight ချန်ပီယံဖြစ်လာနိုင်တယ်ဆိုတဲ့ဟောကိန်းထုတ်မှုဟာ Van ရဲ့ငယ်ရွယ်မှု striking ပိုင်းမှာထူးချွန်မှုမကြာခဏပွဲထွက်နိုင်မှုနဲ့တိုးတက်မှုထိပ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်နိုင်တဲ့အလားအလာနဲ့မြန်မာနိုင်ငံသားအနေနဲ့စိတ်ဓာတ်ပိုင်းသန်မာမှုကိုအခြေခံထားပါတယ်။ဖြစ်နိုင်ခြေရာခိုင်နှုန်းကိုတော့အကောင်းဆုံးအခြေအနေမှာရာခိုင်နှုန်း 40 လောက်ထိထားနိုင်ပြီးသာမယ်ဆိုရင်တော့25 ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ပဲဆိုချင်ပါတယ်။ပြည်သက်များရဲ့မြင်ကောက်ရောဘယ်လိုရှိမလဲပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။